Archi Digital Class ရဲ့73ရက်မြောက်နေ့မှာတော့အခုလိုဘာမှမရှိတဲ့နေရာလို့တခုကိုပိုင် idea နဲ့ပေါင်းဆက်ပြီးတော့ဒီဇိုင်းရေးဆွဲပုံအဆင့်ဆင့်ကိုတင် ကြားပေးခဲ့ပါတယ်။အရင်ဦးဆုံးအနေနဲ့တော့ပရိဘောဂတွေကိုဘယ်နေရာမှာချမယ်ဆိုတဲ့နေရာချထားတဲ့ speed planning ကိုအရင်လုပ်ပါတယ်။ပြီးရင်တော့ကိုလိုချင်တဲ့ပုံစံမျိုးရအောင်လို့သူ့ရဲ့ဓာတ်ပုံနဲ့အတူတူ 1.5 perspective နဲ့ပုံချမ်းကောက်ပါတယ်။ပုံချမ်းရလာပြီဆိုရင်တော့ပုံချမ်းကိုအခြေခံပြီးတော့မှပုံချောအနေနဲ့မြင်းအထူအပမှန်မှန်ကန်ကန်လေးနဲ့အောက်လိုင်းလေးလိုက်ပြီးတော့ကောက်ပါတယ်။ဒါပြီးတော့ရင်တော့အယောင်ချဲတဲ့ပိုင်းကိုစလို့ရပြီအယောင်နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမျိုးဒီဇိုင်းလုပ်မယ်ဆိုတာပေါ်မူတည်ပြီးတော့အယောင်တွေကိုလည်းရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒါကတော့14ရက်မြောက်နေ့မှာတင်ကြားရမယ့်သင်ခန်းစာဖြစ်ပါတယ်။ဘယ်လိုပုံစံထွက်လာမလဲဆိုတာကတော့ဒီနေ့စာသင်ချိန်ပြီးသွားလို့ရှိရင်လာပြပေးပါမယ်။ Archi Digital Class ရဲ့14ရက်မြောက်နေ့မှာတော့ဒီလိုမျိုးအခန်းလွတ်ကြီးကိုကိုယ့်ရဲ့စိတ်ကူးတွေကအခန်းပုံစံလေးပေါ်လာအောင်လို့ Digital Tools တွေကိုအသုံးပြုပြီးတော့ rendering ချတဲ့နည်းလေးကိုပြပြပေးခဲ့ပါတယ်။စာရိုက်ထည့်ပြီးတော့ AI ကနေပုံထုတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင် Digital Tools တွေကိုအသုံးပြုပြီးတော့ပစ္စည်းတစ်ခုချင်းဒီတိုင်းကိုစိတ်ရှိလက်ရှိနဲ့အလင်းမှောင်လေးတေချာဖြည့်ပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ်။ဒီလိုမျိုး Digital Rendering ပုံတွေကိုရေးဆွဲဖို့အတွက် tablet တွေ iPad တွေရှိမှာမဟုတ်ပါဘူး။ဖုန်းတစ်လုံးရှိရနဲ့ရေးဆွဲလို့ရပါတယ်။ Architecture နဲ့ပတ်သက်ပြီးတော့ပုံဆွဲနည်းတွေကိုလည်းသင်ချင်တယ်ပစ္စည်းတွေလည်းအများကြီးမဝယ်ချင်ဘူးဆိုရင် Archi Digital Class တွေကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။